Roshan K over လိုက်ပတ်ဗျာတဲ့ဟိုဒီပွဲကParivation တီးလိုက်တီးကျင်နေပြီအခန်းနိုင်မှမထင်ဘူးနော်ဒီ script Parivation တီးမယ် game 3哦，只係地地等啦咯。Do it! Just do it! 哦，誒，Mangi 大名咧，Nature Prophet 咧，就啲人嘛，用東亞嚟撇ပြီးတော့多嘛。邊你嘅，嗰隻好叻吧 Oh my god! Wow! Sorry mate。Duration over တဲ့ Duration over အောက်ကမတန်ဘူး Duration over ကြီးက42မှ 1.6 ပဲရတာအဲ့တော့ winner ကတန်တာဟော winner အော်တန်ဒီလိုက Pari winner အစင်နဲ့ဟုတ်တယ်အဲ့ဒါပြောနေတာ Pari winner အစင် Pari winner Angis with ထဲက make up ဖေးတော့မယ်ကြီးဟာ make up ဖေးမှလေလို့အမ်ဘာနဲ့မန်ဂီကင်းနဲ့ကတော့ကြီးကအဖေးလေ buff အစင်ကအမ်ဘာ first bit တော့မန်ဂီကကောင်လာထောက်တယ်အဲ့မှာ MB နေပြီဒါပေမဲ့လာစာတက်တယ်အပေါ်လန်းအောင်သွားပြီး level 5ထဲနဲ့ rotation သွားလုပ်တယ်အဲ့မန်ဂီကင်းဆင်းလာတယ်1-1ပဲကွာ fabulous ဆက်လိုက်ရပါWines ဘက်အသင်းထွက်လာနိုင်ခြေရှိလား Wines ဘက်အဲ့လိုတော့မရှိလောက်ဘူးတင်အသင်းတွေကိုစုံစာပေးရလောက်ပဲရှိမှာအသင်းတစ်ခုအနေနဲ့တော့ထွက်မလာတော့ Radiant's bottom tower is under attack. refreshing မိသွားပြီတေးပြီပေါ့ဒီပွဲကြီးက easy ပွဲကြီးဖြစ်တော့မှာ easy ပွဲကြီးဖြစ်တော့မှာ10မိနစ်နောက်တော့ 2k တာနေရာထန်ပြန်ဆင်းလာတယ်ဟာ Radiant structures are fortified. အင်ကင်းလာပြီ boundless strike ဒီက black hole ပါပြေးလာပြီနော် black hole ရှိတယ်အမန်နာမလာဘူး black hole က Look! ဟာလာဘာလို့ပြန်ခုတ်တာသူ့လူတွေလာလို့ပြန်ခုတ်တာအဲ့ nature robot စစ်နဲ့ရှောသွားပြီလားဟိုမှာ RP 2 man all ရောဟုတ်တယ် college ကြီးက college တကောပြသွားပြီဟေးဒီပွဲကပါရီတာမလို့နဲ့ဒီဘက်ကလည်းပြန်လုံနိုင်တယ်နော်အဖရိကကောင်ဟုတ်လားကြီးလားသုံးလိန်းလုံးအခြေအနေမကောင်းတာနေပြီးတော့သူတို့ဒဲအနေထားလောက်ထိကိုဒီမှာပြန်ဆော့ပြနေတယ်ကိုလက်ရဲ့မက်ဂနက်ကတော့ကဲ number 1ပဲကိုလက်ဆိုချီကျူးမှရတော့မယ် Dire's top ဟေးဒီတန်းနဲ့ပိုတဲထောက်တူကယ်ရီကအဲ့လို 3k ကြီးကွာ Look! ဆွဲဘလဟူဟာတော်ရပါလွတ်တော့မလို့ဒီဝါလောက်ထရက်ရှိုးတော့မရသေးဘူးက
သိတယ်ကွာတော်တော်ရှိုးကရောက်ကိုရောက်180ဆိုတော့ဘုံဝဲရမတန်လိုက်တာဟာမတန်လိုက်တာနိုးဝဲဆက်လက်နဲ့သူနဲ့အသက်ချင်းလဲရတယ်လို့ဖတ်စာဝါနာကြီးမှာကြာလာမှာဗောလို့ပေါ်တယ်ဒီဘလုံးကတော့နောက်ပြီဘလာဟိုကလုံးပြန်ပြီမြေကြီးတွေပဲဆွဲနေတယ်ရောအဲ့ကောင်ဘလာဟိုကဘလို့ဖြစ်တာဒိန်း3အထိပါလာတော့မယ်ဘလာဟိုပြောတယ်နော်ဘလာဟိုမလို့ဘလာဟိုမလို့အဲ့ကောင်ဘေးမဲ့ပေးထားလိုက်လီချာပရိုဖန်နဲ့မိုင်းကင်းနဲ့ကိုယုံကြည်ထားတယ်ညာကြီးယုံကြည်တာရှိုးလိုက်အဲ့မှာရာဒန်ရှော့ပြီ Boneless Strike Boneless Strike မရသေးဘူးလားနောက်မှလည်း RP2 man အနေချ prophet ပြစ်နေပြီချ prophet ပြစ်နေပြီ okay တော်လားမှ3အောင်ရှော့သွားပြီဒါပဲလေတကယ်ချရင်မနိုင်ဘူးအဲ့ဒါ DM က Radiant's ပိုက်ထည့်ပြီးထားတာကြောင့်လည်းပါတယ်အန်နီကီမာကိုပိုက်ထည့်တာတော့ဗတ်တယ်ရှင်ဆိုင်လို့မရဘူးကွာဒီဘက်မက်ကနေကြတော့ဓာတ်ကာတွေပါတယ် utility မပါတော့တကယ်ငါ့ကိုချရင်တိတာpower တင်း power ကွာပြန်လိုက်ခံရပြီအေးချက်မသေးခင်စစ်တော့ထွက်သွားသေးတယ်ကွာတော့ဒီဘက်မှာဂိုင်ဝကသွေးကိုင်းနေပြီဂိုင်ဝသွေးတော့ကိုင်းနေပြီအော် RP ဘယ်နှကောင်လဲနှစ်ကောင်သွားပြီလားမသိဘူးဒါဘလက်ဟိုးကကောင်းသွားပြီဘလက်ဟိုးအမှချဲပဲ၄ကောင်လုံးမောက်ပြီးသွားရဲ့အပွဲပြီးသွားရဲ့ရပြီတော့ 11k ပြတ်သွားပြီGGWP easy ပဲလက်ကြည့်ကြမလို့တော့ဒီပွဲနိုင်ဝိုင်းလို့ပြောလိုက်တယ်ပတ်စံထုတ်ဖို့ပြင်တာအဲ့လေ 5 minutes later ပါသွားပြီတကောင်ဟိုမှာထပ်ပြီးတော့တီတန်လေးကိုခြေရာခံနေတော့မယ်ဆက်လက်ကသွားပြီအောင်သွားပြီဒေချာဘဖက်ကြီးကြံခဲ့တယ်လောက်ပါအောင်ငါနိုးဝမ်းမှာဝင်ပြီးတော့ပါတော့မှလားမသိဘူးကုန်ပြီလားဟိုမှာ9 class တန်တာတော့လဲအိုးလာလျှော်သွားတယ်ရာဒန်အထရာကင်းနေပြီဘာတွေတော့ဘလဟိုးဆွဲကွာဘလဟိုးရော့ဓာကမပါဘူးဟေးအဲ့ကောင်ဓာကမဝယ်တဲ့ဘလဟိုးပါကွာချက်ချင်းနောက် 15k ကနေ 5k ပဲကျန်တယ်ဒီကောင်တွေဘလို့များစောချလိုက်တာလဲMy eyes ညမရှင်းလို့ဘတ်တယ်ပြန်ပြပါလား what the fuck ဘာကြီးပြောသွားအဲ့တို့မင်းတို့ပြောတာငါတို့မပြောဘူးသွားငါတို့မပြောနိုင်ဘူးလို့ participation ထည့်ထားတာလို့ဒါပျော်ပြနေတယ် separate ကကောင်အုပ်စုလိုက်ကြီးပျော်ပြနေတယ်လို့ဟုတ်တယ်အဲ့ DM ကစရသေးလားအဲ့ဆောက်ယူဆက်လက်ကိုသွားဆွဲလိုက်တဲ့အချိန်မှာအေးဘလက်ဟိုးကူတောင်းဟေးဆိုပြီးတော့အမှ separate ကကောင်တွေကထွက်ရိုက်တဲ့အချိန်မှာဒီအောက်မှာမိုင်းကင်းနဲ့ Asian တွေကနှစ်ကောင်မိတယ်အဲ့ဒါကိုလာကယ်တဲ့ 9 class ကလည်းထပ်မိတယ်အဲ့မှာ3ကောင်အပြုတ်လိုက်လေးရှော်ပြီး first hour ပါပြီးလိုက်ရပြီးတော့နည်းနည်းဟိုအသက်ရှူပြန်ချောင်းသွားပြီးတော့အေးတော်သေးတာပေါ့အတူတွေမို့လို့အဲ့မှာအသက်ရှူနည်းနည်းပြန်ချောင်းသွားတာစတယ်ပြီးတော့rampage battle ဖြစ်တယ်ပေါ့နော်မှန်တကယ်ဆိုအဲ့လိုမျိုးအခွင့်အရေးမပေးခဲ့ရင်အစ်စ်ဖိသွားရုံပဲအစ်စ်လေးဖိသွားရုံပဲအဲ့လေး screenshot ရိုက်လိုက်ရမှာမေ့ပါပါသွားပြီဟော college ကြီးကလက်ဖြတ်ထားရင်လည်းဖြတ်ထားလိုက်တော့အဲ့ကောင်ကြီးကကောင်းလိုက်တာကွာအဲ့လေး screenshot ရိုက်လိုက်ရမှာမေ့ပါ
ဟာပါသွားပြီဟောကော်လေကြီးကလက်ဖြတ်ထားရင်လည်းဖြတ်ထားလိုက်တော့အဲ့ကောင်ကြီးကကောင်းလိုက်တာကွာ You weird. အဲ့တော့ကောင်းမယ်ဆိုရင်ပြောလေလို့ split ထဲမှာပေါ့အခုတော့မျက်ရည်နဲ့ပြစ်နေပြီ 你们散了瓜，那我赢了你。 refresher ရှာပါပေးလိုက်ပြီ Devil RP ရအောင်ကိုလက်ပဲဘလဟူကစ်ကွာအဲ့ကောင်အဲ့အနီကီမှာကိုင်းနေကောင်ကစ်အောင်ခေါင်လည်းခောက်လိုက်တော့နှစ်ချက်လောက်ဒီပုံနဲ့ရိုက်ရှုပ်လို့အားဖြစ်ပါဦးလေဆိုပြီးတော့သိရမှာတာနေတာပဲလေဆိုပြီးတော့ဆက်လက်ကိုဘလဟူဆွဲရွှေညံတော်အဲ့ကောင်စုချရမယ်သူ့ရောက်လွန်းလို့ ဟာရမင်းအဲ့လိုမပြောနဲ့လေကွာ မပြီးသေးပါဘူးပွဲမပြီးသေးပါโอเคပွဲမပြီးသေးဘူးနော်ကိုပြောသလိုတဲကောင်မားလို့ရတယ်နောက်ဆုံး17ခေါက်မြောက်မှာဘလဟူကောင်းလေးဆွဲရင်ဖြစ်နိုင်သေးတယ်ဒါယူ item 6ကွက်လေဘလဟူထဲမှာရှော့အော်ရှော့ Chop. ရှေ့က10ခေါက်မားထားတာကိုမဆူတော့ဘူးတစ်ခေါက်ပဲလုပ်ပြโอเคဆွဲဦးမှာလားဆွဲရင်တော့အဲ့ကောင်နရင်းပဲရိုက်ရအောင်ဒီဟာကိုဆွဲရင်တော့အဲ့လိုလို့စလက်သေးသွားပြီမပြရကောင်လေစမုတ်ထားရအောင်4 5 5မခန့်လားပါရီယာကောင်လေပူစီနေတယ်4ယောက်5ယောက်ကိုရှေ့မထွက်သွားဘူးလို့အကုန်ဘေးဆဲပြန်ဝင်တာဒါဘာလို့တာတော့ဟာဘေးဆဲအကုန်ပြန်ဝင်သွားတယ် Oh my god ဘလာဟိုးလည်းရှိရလေ4ယောက်5ယောက်လေအစ်စ်ပေးထားလို့လားအားဗျာမိုင်းကြီးမှလဲလိုက်တယ်ရဘာဖြုတ်လိုက်လဲမသိဘူးပါသွားပြီပြန်ဝင်လာတယ်ဖလက်ဟိုးဟိုမြေကြီးကိုဆွဲပါတယ်ဗျာအဲ့ဆောက်တလွဲတွေဖြစ်ကုန်ပြီလို့အဲ့ကောင်ကစ်သွားဟုတ်ကဲ့တော့ကစ်လိုက်တော့ရာဒန်ခေါ်လိုက်ဘယ်နှမှာသွားရနေမ RP ပါသွားပြီဗျာလားတော့ရှော်သွားပြီအဲ့တော့ရှော်သွားပြီရော item မမိတော့ဘူးနောက်ဆုံးတစ်ခါဘာကိုလဲလိုက်တာလဲမသိဘူးစန္ဒာလဲလိုက်ပြီချောသွားပြီဂိုင်းကိုချောသွားပြီစန္ဒာလဲတာကြီးကကောင်းသွားတယ်ကွာစန္ဒာလဲတာကောင်းသွားတာ Radiant's top barracks is under attack. ဟုတ်သေးတယ်ပါသွားပြီဖားပြောင်းသွားတယ်စိန်ပဲမြည်လို့အဲ့လိုကြီးဟောဘိုင်ဘက်ဝါးဟာနောက်ဆုံးဘက်တည်းဖြစ်သွားပြီအဲ့ဆိုရင်ဘာလို့ကယ်ရီနှကောင်ဘိုင်ဘက်မရှိဘူးရိုရှန်ဘက်တည်းလာ4 second ဒီဘက်မှာ9ယောက်ရှိရခက်တာဘလက်ဟူးမပြည့်သေးဘူးရာဒန် BKB ထည့်လိုက်ပြီဟာရော RP ဟာလာအေးကြီးကောက်သွားတယ်ဘယ်ကရောက်လာလဲအဲ့ကောင်နေချပတ်ပမားလဲအေးပြေးပါအောင်ရာဒန်လည်း BKB ကောက်ထည့်လိုက်တယ် Shadow Blade နဲ့နေရာချင်းလဲပြီးတော့ဆော့သွားတယ်မိုင်းကင်းပြန်ရောက်လာပြီရာဒန်နိုးပိုင်ဘက်ရေခဲတိုင်းကြီးကဘယ်ထွက်လာOh my god ဒီချာဖက်လည်းရှော့သွားပြီဒီခဲတိုင်းကြီးကအောက်ကနေခင်းလိုက်တာအဲ့အောင်ဒီနားမှာနှစ်ကောင်လုံးခဲနေတယ်မီပိုရှ်ကရေခဲတန်းခဲသွားတယ် Oh my god 4ကောင်ရှော့သွားပြီနိုးပိုင်ဘက်တွေကြီးပဲအကုန်လုံးအဲ့ငန်းပြီထင်တယ်တပိုင်းမှာထည့်ရတယ်လားโอเคကောင်းနေကွာဘလက်ဟိုးလုတ်ဆွဲပြအောင်4ကောင်အခုမှမဆွဲရင်လေကလန်တွေကထွက်လိုက်တော့မလုပ်မှာခရီးသွားရှင်းမယ်ဘလက်ဟိုးဆွဲပြီးရှင်း
တကယ်ကောင်းပါကွာအဲ့ကောင်ညီကြီးတွေကြီးပဲဆွဲနေတယ်လို့ခွေးမျိုးဘုကောင်တပိုင်းနဲ့ပါရိုက်ပြီလား physical damage တာဝါချိုးတာမလောက်ပါဘူးလို့အကြီးကြီးပါခေါ်လိုက်ဟောဝေးအမ်မီအောင်လေကိုမျက်လုံးကိုမယုံနိုင်တော့ဘူးလူကြီးတောင်ရှုံးသွားတာလေဒီကောင်အဓိကဒီကောင်လောက်သွားအပြာချောင်းနဲ့နောက်ဆုံးတော့ T-Split ကို well play လို့ပြောရမှာပဲเนาะဒါကတော့တကယ်လည်းကောင်းပါတယ်ထိုက်တန်ပါတယ်ဒီဘက်အကောင်တွေစောက်ဘောလို့လည်းပါတယ်DN ဆိုတဲ့ကောင်အဲ့တော့ဘလို့အချိန်ကြီးမျိုးမှာစောက်ဘောမလုံးနဲ့တဲ့เนาะ T-Split ကပြောသွားတယ်အဲ့လိုဘလောက်ပဲတာစောက်ဘောမလုံးနဲ့လို့ပြောသွားတာ